ဖိမန်းသမျှနဲ့စိပီစီမှုတွေကိုဖြည့်ပြောင်းစီဖို့အတွက်နေရာကောင်းလေးတစ်ခုကိုရှာဖွေနေတဲ့သူတွေရှိလာနော်ဒါဆိုလို့ရှိရင်တော့ဝေးကြီးကိုလှမ်းကြည့်မနေပါနဲ့ကိုယ့်ရဲ့အင်္ဂါလေးထဲမှာပဲ premium brand တစ်ခုဖြစ်တဲ့ဒီဘာနာဆက်ရှယ်ဝိုင်းလေးကိုအသုံးပြုရင်းနဲ့စိပီစီမှုတွေကိုရှော့ချနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီဘာနာဆက်ရှယ်ဝိုင်းလေးကိုအသုံးပြုရင်ပန်းမြေနားရမယ်ဆိုလို့ရှိရင်လက်စာပြီးဘိုက်အပြည့်ကိုခန်းစားရစေခြင်းစိတ်ကိုပြန်လည်လန်းဆန်းစေပြီးတော့စိတ်ဖိစီးမှုတွေကိုရော့ချပေးနိုင်တဲ့အပြင်ကိုမှတနေ့တာပြည်မသမျှကိုလည်းဖြည့်ပြောက်စေနိုင်မှာပဲဖြစ်ပါရဲ့ရှင်။အိမ်မပြောတဲ့သူတွေအတွက်ကိုနှိမ့်ချိတ်စာအိပ်ပျော်စေဖို့အတွက်လည်းပံ့ပိုးပေးပါတယ်။တဘာဝတိဟုတိဖို့စီတွေနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်လည်းပန်းနိုင်ရင်ချက်ရှိသူတွေအတွက်ကိုအသက်ရှူလမ်းကြောင်းစနစ်ကိုပြန်လည်ကောင်းမွန်စေဖို့အတွက်ကိုအထောက်အကူများစွာဖြစ်စေပါရဲ့ရှင်။